ဖေမြင့်မဖြစ်နိုင်ဘူးဆိုတာသိကြပြီလားအခုဗီဒီယိုကြည့်နေတဲ့တင်ကအတင်အစမ်းတွေကိုလောရမှာကြောက်တတ်တဲ့သူဆိုရင်လူအတစ်တွေနဲ့စကားပြောရမှာကိုကြောက်တတ်တဲ့သူဆိုရင်ဒီဗီဒီယိုကတဲ့အတွက်ပါသမီးကြောက်စိတ်ကိုစစ်စစ်ကြည့်ရဲရဲရင်ဆိုင်ဘာမှအခြေအမြင့်မရှိတဲ့ကြောက်စိတ်မျိုးဆိုရင်အဲ့ဒီလိုရင်ဆိုင်ကြည့်ုံနဲ့လုံးဝအစားပြောက်သွားလိမ့်မယ်တကယ်ကြောက်တဲ့ကြောက်ထိုက်တဲ့အရာပဲလို့သွားတွေ့ရင်တော့တခုခုလို့အဲ့ဒီလုံးလိုက်တဲ့တခုခုကမကြောက်ရအောင်ကယ်သွားလိမ့်မယ်ဒီတိုင်းကြီးတော့ထိုင်ကြောက်မနေနဲ့ငယ်တုန်းကကျမအလွန်ကြောက်တတ်ခဲ့တာနောက်တော့မှအမေတကူရက်ကဂယူးဆိုင်ပြီးတော့ကျမတတ်တိရှိလာအောင်လေ့ကျင့်မွေးမြူပေးခဲ့တာဖြစ်တယ်ကျမငယ်တုန်းကကြောက်စိတ်ကိုရဲရဲရင်ဆိုင်တတ်ဖို့တိုက်တွန်းပြောဆိုခဲ့တဲ့အမေရဲ့စကားတစ်ခွန်းရှိတယ်သမီးဘာကိုကြောက်နေရလဲအဲ့ဒီကြောက်တဲ့အရာစီကိုသွားပြီးမျက်နှာကိုစစ်စစ်ကြည့်ပြီးရင်တခုခုထလုပ်ပလိုက်တဲ့အမောင်ကြောက်တဲ့ကျမကြောက်စိတ်ပြောက်စီဖို့အတွက်အမေကအိမ်ပြန်မှာညဘက်ကစားရတဲ့ကစားနည်းတစ်မျိုးကိုတီထွင်ခဲ့တယ်အမေနဲ့ကျမအိမ်ဝေးတနေရာကစတင်ကအမေကတစ်ဖက်ကျမကတစ်ဖက်အိမ်ကိုပတ်ပြီးပြေးကြတယ်အိမ်နောက်တစ်ဖက်ထောက်ကိုရောက်၍ကျမကြောက်တယ်လို့လန့်တယ်လို့ပြစ်ချင်လာတဲ့အခါမျိုးမှာအမေနဲ့တွေ့ပြီးတော့လုံခြုံစိတ်ချရတော့အမေရင်ကုန်ထဲကိုပြေးဝင်ခဲ့တယ်အဲ့ဒီနောက်မှာတော့တစ်စက်တက်ခါကျမတယောက်တည်းအိမ်တစ်ပတ်လုံးပြေးရတယ်အမေကကျမစပြေးတဲ့နေရာကနေရက်ဆောင်နေတယ်ဒီလိုနဲ့မကြခင်မှာပဲကျမအမောင်တို့ကိုတယောက်တည်းပျော်ပျော်ရင်ဆိုင်တက်လာတယ်အဖေတို့အမေတို့ခွင့်ပြုသမျှအတိုင်းအတာအထိကြာကြာရှိရှိအမောင်ထဲမှာနေထက်လာတယ်တခါတလေညဘက်မှာအိမ်နဲ့တခိုးဝင်တဲ့အတန်မျိုးကြားကကျမနိုးလာတတ်တယ်အဲ့ဒီအခါတွေမှာကျမထက်3နှစ်လောက်ကြီးတဲ့အမကတို့အောက်ထပ်ဆင်းပြီးကြည့်ရအောင်လို့ပြောတတ်တယ်သူကချင်းလေးတကောင်လိုရဲရဲနဲ့တူလေအဲ့ဒီတော့ကျမလည်းကြောက်စိတ်ကိုအတင်းရင်ဆိုင်ကတူနဲ့လက်ချင်းချိတ်ပြီးအောက်ထပ်အခန်းတွေဆုံအောင်လိုက်ကြည့်တတ်တယ်အိမ်ပေါ်မှာညင်ပြီးကြောက်နေမယ်အစားအဲ့ဒီလိုလေးထားလို့ကြည့်လိုက်တဲ့အခါကြောက်စိတ်ကဘယ်ရောက်သွားမှမသိပျောက်သွားတာမျိုးကျမသတိပြုမိတယ်တကယ်လို့တခုရတကယ်ရှိနေရဲဆိုရင်လည်းတခုကိုကျမအထိတ်အလန့်မရှိရင်ဆိုင်မိမှတေချာပေါက်ပဲဟုကျမတွေးခဲ့မိတယ်တိကျအတက်နည်းနည်းကြီးလာတဲ့အချိန်မှာတော့ကျမအချောက်ဆုံးကညဘက်အိမ်မှာတယောက်တည်းနေရခြင်းပဲအဲ့ဒီကိစ္စကိုရင်ဆိုင်နိုင်ဖို့အဖေနဲ့အမေကတတိတဖြည်းဖြည်းမွေးပြီးတယ်အမေကကျမစိတ်ဝင်စားတတ်တဲ့ရုပ်ပုံဖြတ်စလေးတွေဆက်ဆက်ကစားတာတခုဖြစ်စေကျမကြိုက်တတ်တဲ့စာအုပ်တအုပ်ဖြစ်စေရှာထားပြီးအိမ်မှာပြစ်ထားခဲ့တယ်ပြီးတော့အဖေနဲ့အတူလမ်းထိပ်ထိလမ်းလျှောက်ထွက်သွားကြတယ်တခါတလေလမ်းထိပ်ကအပြန်မှာအိမ်ကြီးရဲ့တယောက်ရဲ့အိမ်မှာဆက်ဝင်ပြီး15မိနစ်အချိန်ဖြုံးနေတတ်ကြတယ်တညမှာတော့အမေတို့အိမ်ပြန်လာသည့်အခါမှအိမ်မှာကျမတယောက်တည်း5-6နာရီလောက်နေပြစ်ခဲ့ပါလားဆိုတာကို့ဘာသာသတိပြုမိတယ်အဲ့ဒီနောက်မှာတော့ကျမညဦးပိုင်းတစ်ပိုင်းလုံးအိမ်မှာကြောက်ရွံ့တာတို့ဘာတို့လုံးဝမရှိဘဲနဲ့တယောက်တည်းစိတ်ချမ်းချမ်းသာသာကိုလှုပ်ချင်တာလေးတွေလုပ်ပြီးနေတတ်လာတယ်။ကြောက်စိတ်ကိုပယ်ဖြောက်လာနိုင်ုံမကဘူးတယောက်တည်းနေရတာကိုပဲကျမနှစ်တက်လာတယ်။ဒီနေ့မှာတော့ကျမရွေးချယ်ခဲ့တဲ့လုပ်ငန်းတစ်ပါးဝအရာအမြဲလိုနေရာအတက်ဆန်းတွေစီကျမတွားရောက်နေရပြီးမကြလဲအသက်ဘေးအန္တရာယ်တွေနဲ့ပွက်ကာတီကာတွေ့ကြုံနေရတယ်။ဒီလိုတွေ့လာတာနဲ့အမြအမိဩဝါဒစကားတွေကတကယ်ပဲတမိုးရှိတဲ့စကားတွေပါလားဆိုတာကျမပို့နားလည်လာရတယ်။ကြောက်စိတ်ကိုစစ်စစ်ကြည့်ရဲရဲရင်ဆိုင်ဘာမှအခြေမြင့်မရှိတဲ့ကြောက်စိတ်မျိုးဆိုရင်အဲ့ဒီလိုရင်ဆိုင်ကြည့်ုံနဲ့လုံးဝပျောက်သွားလိမ့်မယ်။တကယ်ကြောက်တဲ့ကြောက်ထိုက်တဲ့အရာပဲလို့သွားတွေ့ရင်တော့တခုခုထလို့အဲ့ဒီလုံးလိုက်တဲ့တခုခုကမကြောက်ရအောင်ကာကွယ်သွားလိမ့်မယ်။ပထမဆုံးအချိန်ကျမကောင်းကင်ဓာတ်ပုံရိုက်သည့်အလုပ်တစ်ခုလက်ခံရစဉ်ကအတွေ့အကြုံကိုပြန်ပြောပြမယ်။လေချောင်းကုမ္ပဏီတစ်ခုအတွက်ကြော်ညာအဖြစ်အသုံးပြုရန်အတွက်ဓာတ်ပုံတွေကိုကျမကလိုက်ရိုက်ပေးရတယ်။နေရာကမြောက်ကာရိုလီနာပြည်နယ်မှာရှိတဲ့ Blue Ridge တောင်တန်းများပေါ်မှာကုမ္ပဏီကလူတွေကသူတို့ခရီးလမ်းကြောင်းပေါ်မှာရှိတဲ့အလွန်လှပတဲ့ UR AI ကြီးရဲ့ဆွဲမှတ်ဖွယ်ရှုရင်းကိုအထူးသဖြင့်လိုချင်နေကြတယ်။အဲ့ဒီတုန်းက1930ကျော်ခေတ်ဖြစ်ရာလေယာဉ်ငယ်ပေါ်မှာဓာတ်ပုံရိုက်ကူးတာမျိုးတွေဘာတွေတိတ်လုံးလေမရှိသေးဘူး။လေယာဉ်မောင်းသမားကလေယာဉ်မောင်းကန်တကားကိုဖြုတ်ပြီးကျမကိုထိုင်ကောင်အောက်ခြေနဲ့တွဲချီပေးထားတယ်။ကျမအပြင်ဘက်တက်နိုင်တဲ့လောက်ပြူထွက်ပြီးတော့ဓာတ်ပုံရိုက်ယူနိုင်ရန်ဖြစ်တယ်။မတ်ဆောက်တဲ့တောင်ထွတ်တွေကြားကက်တီးကက်သက်နေရာလေးတစ်ခုမှဖြတ်တန်းပြီးတော့တောင်တန်းကြီးတွေအတွန်းပိုင်းနဲ့ပြန်တန်းဝင်ရောက်ခဲ့တယ်။တောင်အထက်ထက်တွေကြားမှာနေရောင်ပျောက်ကွယ်သွားပြီးတော့ပုံဝန်းကျင်တစ်ခုလုံးမှိုင်းဝေဖြစ်နေတယ်။အရမ်းမြင့်တဲ့တောင်ထွတ်များကြတော့တိမ်တိုက်တွေဖုံးလွှမ်းနေသေးတယ်။လေရင်မူးကတော့ဒီတောင်တွေတိမ်တွေကြားဆန်ရဝါမှန်း၍သွားနေရတယ်
ဒီအတွင်းလေရင်ကပို့ပြီးတော့တုံလာတယ်ပင်လယ်ပြင်မှာမျောနေတဲ့တစ်ချောင်းလေးတစ်ခုလှိုင်းပေါင်တွေကြားမှာမြောက်လိုက်ကြားလိုက်ဖြစ်နေသည့်ပုံမျိုးကျမမှာကင်မရာအလေးကြီးမေးစေလာပြီးမဆောင်မိအောင်မနေကြိုးစားထိန်းနေရတယ်ဒါပေမဲ့ဒါကတလောက်မဟုတ်ကျမကိုတကယ်ခြောက်လန့်နေတာကကျမတို့ဒီကြားထဲကအသက်ရှင်ရပြန်ထွက်နိုင်ပါမလားဟုတော့စိုးရင်ထိတ်လန့်မှုဖြစ်တယ်ဒီအချိန်မှာပဲအမေပြောခဲ့တဲ့စကားတွေကျမပြန်သတိရလာတယ်ကို့အလုပ်ကိုပြီးအောင်လုပ်သမီးကျမအမေရဲ့စကားကိုပြန်ကြားအောင်လိုက်ပြီးတော့ကိုခက်တဲ့နဲ့သတိပေးလိုက်တယ်အောက်ဖက်စီမှာတော့လီဝါရီအိုင်ကြီးကပျောက်သွားလိုက်ပေါ်လာလိုက်တင်ကပလာဖုံးတဲ့အခါဖုံးသွားတယ်အတက်အလက်တွေအများကြီးဖြန့်ကျက်လျက်ရှိတဲ့ဖြူဖွေးတဲ့အိုင်ငယ်တစ်ခုအသွင်ပေါက်လာသည့်အခါပေါက်လာတယ်ကင်မရာကတစ်ချက်မှမငြိထောက်လျှောက်လှုပ်ရမ်းနေတာဆိုတော့ကျမရိတ်တဲ့ပုံတွေပေါ်မမလားအောင်မိရတယ်ဒါပေမဲ့ပေါ်ဒီဖြစ်စီမပေါ်ဒီဖြစ်စီကျမကတော့လိမ့်မကြအောင်ခြိထားတဲ့ကြိုးတွေခွင့်ပြုရမြအတိုင်းအတာအထိအစွမ်းကုန်ထွက်ခါတိမ်ကင်းစင်သည့်အကွက်ထဲရောက်၍ရှီအိုင်ကြီးဘွားကနေပေါ်လာတိုင်းကင်မရာခလုတ်ကိုအမိအယဖမ်းနှိပ်လျက်ရှိတယ်ဒီအတိုင်းအချိန်အတော်လေးကြာသွားတယ်အလုတ်ထဲမှာလုံးဝအာယုံနှင်းမြုပ်နေတော့ကြောက်စိတ်ကဘယ်ပြောက်သွားမှန်းတော့မသိလျက်ဘူးတောင်တွေကြားထဲကပြန်ထွက်ပြီဆိုတော့ကျမနှမျောပင်နေသေးတယ်နောက်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ကျမစစ်သတင်းတောက်အဖြစ်မြေထဲပင်လယ်ရောက်နေစဉ်သင်္ဘောကိုတော်ပီတိုအမြောက်ကြီးမှန်တာကြုံခဲ့ရတယ်အခန်းထဲမှာကျမအိပ်ပျော်နေတဲ့အချိန်တင်မော်တစည်းလိုတွတ်ခါအောင်တုံပြီးဘေးဘက်ဆောင်းသွားတယ်ကျမချမ်းမြေမော်ပြစ်ကျသွားတယ်ဟာဒါတော်ပီတိုနဲ့ပြစ်ခံရတာပဲလို့တီးလိုက်ပြီးတဲ့နောက်မှာတော့အမောင်ထဲမှာအဝတ်တွေကမန်ကန်ကောက်ဆန်းနေတဲ့အချိန်ကျမဒူးတွေတဆက်ဆက်တုံနေတယ်အဲ့ဒီအခိုက်မှာအမေစကားကိုသတိရလာတယ်တမီကြောက်တဲ့အရာကိုစစ်စစ်ကြည့်ပြီးတော့တခုခုလို့ကင်မရာအသေးလေးနဲ့ဖလင်လေးပါတဲ့တရေအိတ်ကိုကောက်ကန်ပြီးတော့ကျမနဲ့တက်ဆိုင်တဲ့အသက်ကယ်လေးရှိတဲ့နေရာကိုလျော်တော်ပါပြေးထွက်သွားတယ်တင်မော်ကြီးကရိုင်းနေပြီးတော့ကုန်းဘက်ကတအားဆောင်းနေတယ်အတက်ကယ်လေးထဲမှာလည်းရေဒီတဝက်လောက်ဝင်နေပြီလီဘော်တက်ရန်တန်းစီနေတော့ကျမရှင်မရောက်နေတဲ့သူနာပြုဆရာမကတကူလုံးတုံရီနေပြီးတော့အခုံးပေါ်မှာရှိတဲ့ဆလစ်ဘက်ဂျိုကတရဇက်ရှော့ချနေတယ်ဒါနဲ့နောက်ထပ်ရှော့မကြအောင်လွယ်ကျိုးကိုသူ့အင်ကြီးပခုံးတောက်တဲ့ထည့်ပေးလိုက်တယ်အလုတ်ကမဖြစ်စလောက်လေးဒါပေမဲ့ဒီဟာလေးလုတ်ပေးလိုက်ဒီနောက်မှာတော့သူ့လက်တစ်ဆက်ဆက်တုံတာရက်သွားတယ်ကျမကိုယ်တိုင်ရဲ့ကြောက်စိတ်တွေလည်းပျောက်ကွယ်သွားတယ်အဲ့ဒီနောက်ကျမတို့နှစ်ယောက်လုံးအတက်ကယ်လေးကိုရေထဲကိုချလိုက်တယ်လေထဲမှာရေတွေအများကြီးဆိုတော့ကျမတို့အားလုံးရေထဲထိုင်နေကြရတယ်လို့ဖြစ်နေတယ်တချို့အတက်ကယ်လေးတွေမှောက်ပြီးလူတွေရေထဲရောက်ကုန်တယ်အဲ့ဒီအထက်ကသူနာပြုဆရာမတယောက်ကိုကျမကောင်းကောင်းမှတ်မိတယ်ရေထဲမှာသူ့ဝယုံတုံးကကူးနေတယ်ရေပေါ်မှာဟွေနေတဲ့စီချေးတွေသူ့တကိုယ်လုံးပေးချမ်းနေတယ်ကျမသူ့လက်ကိုမိအောင်ကြိုးစားလန့်ဆွဲပြီးလှေနံရံပေါ်ဆွဲတင်လိုက်တယ်အနီးမှာရှိတဲ့လူတွေကလှေထဲရောက်အောင်ဝိုင်းကူကြတယ်သူ့ခန္ဓာကိုနှွေးတောင်ကျမတတ်နိုင်တဲ့မြားလေးတွေလုပ်ပြီးတယ်သူ့လက်တွေကျမလက်နဲ့ပုတ်တက်ပြီးတယ်လက်စည်းပေါ်ကိုခေါင်းပေါ်ကအုပ်စီးပေးထားတယ်စတဲ့ဖြစ်ပေါ့သူ့ကိုအဲ့ဒီလိုလုပ်ပေးရတာကျမအတွက်အများကြီးအထောက်အကူပြုတယ်အသက်ဘေးသွေးကြောင်မိတာတွေပျောက်သွားတယ်ဒီဟာစဉ်းစားပြီးတော့တခြားသူတွေလည်းကြောက်စိတ်ပြေအောင်တခုခုတော့လုပ်ခိုင်းမှလို့အကြံရမိတယ်လှေထဲကရေကိုတန်ခါမောက်တွေနဲ့ခတ်ထုတ်ကြရအောင်လို့ကျမပြောလိုက်တယ်လှေပေါ်မှာလူတွေပြည့်ကျန်နေတယ်ရေကိုအလွယ်တကူပတ်ထုတ်လို့တော့မရဘူးလှော်သူတွေအတွက်လည်းအနှောင့်အယှက်မဖြစ်အောင်အလိုက်တဲ့ညီညီညာညာလုပ်ကြရတယ်ခတ်သူကခတ်ပြီးတော့လက်စကမ်းပေးလိုက်ပြီးတော့သွန်းပထမတော့တစ်နှစ်သုံးလေးတွေတိုင်ပြန်ရည်ကြတယ်နောက်တော့တချင်းဆိုတယ်တချင်းတန်ပြိုင်ဆိုရင်ရေတွေမှန်မှန်ခတ်ထုတ်လိုက်တော့နောက်ဆုံးတော့ရေခမ်းသားတော့ဖြစ်သွားတယ်တယောက်ကိုတယောက်ကူညီရင်အလုံးများနေလိုက်ကြတာအားလုံးကြောက်စိတ်ကိုမိထားနိုင်ကြတယ်ကျမဘဝတစ်လျှောက်လုံးအန်ရဲ့အကြီးမားဆုံးကြုံခဲ့တဲ့နာရီ20များတော့အဲ့ဒီအချိန်ကာလအတွင်းမှာအမေစကားတွေကကျမကိုအမှန်တကယ်ကိုပဲထိထိရောက်ရောက်ကူညီပေးခဲ့တယ်တချို့လူတွေကျမကိုပြောဘူးတာတခုရှိသေးတယ်တော်တဲ့တောင်ထဲမှာတယောက်တည်းညာအိပ်ရရင်တိတ်ကြောက်စရာကောင်းမှာပဲဆိုတာကျမအဖို့တော့တော်ထဲမှာတကူတဲ့အိတ်ဆက်ရခြင်းဆိုတာကျမရဲ့နှလုံးသားကိုအားဖြည့်မြင့်တင်ပေးတဲ့အလွန်လှပကြည်နူးဖွယ်အတွေ့အကြုံတစ်ရက်တာဖြစ်တယ်ကျမအိမ်ကတောင်ကုန်းဆောင်တစ်ခုပေါ်မှာရှိတယ်အိမ်အနီးတော်ထဲမှာကျမစိတ်တိုင်းကျတဲ့နေရာလေးတွေရှိတယ်
အဲ့ဒီအထက်ကတဏီယာမှာအိတ်ဖို့နေရဖြစ်နေအိတ်ခါနီးအချိန်မော့ချီလိုက်ရင်အရှိဆုံးဝတ်တချပင်ကြီးတွေရဲ့ထိပ်ပိုင်းမှာဝင်းရံပေါင်ခတ်နေတဲ့မိုးကောင်းငယ်တစ်စားကိုမြင်ရတယ်ကျမအိတ်တဲ့အချိန်မှာကျမကြောင်လေးကစောင့်ပေးတယ်သူကကျမအိတ်ရလေးကိုကြောပေးပြီးတော့ရှေ့ဘက်တစ်တော်တွန်းကအမောင်တူးစီကိုငြိမ်သက်စွာဆူဆိုင်ကြည့်နေတတ်တယ်ညဘက်မှာခဏစီတော့ကျမနူးတတ်တယ်ကောင်းငင်ပိတ်ကားမှာရှုခင်းရှုခွက်တွေပြောင်းလဲသွားတာမြင်ရတယ်ကျဲတွေနေရာရွေ့သွားကြပြီနောက်ပိုင်းကျတော့လာထွက်ချင်ထွက်လာမယ်ဒါမှမဟုတ်အောက်အနေပိုင်းတစ်ခွန်မှာနှင်းမြူကပလာတွေနှောက်ချုံနေတာလည်းမြင်ရတယ်မနက်၄နာရီလောက်ရောက်တော့ကြောင်ကလေးကကျမကိုညဘက်အန်ဒီရတွေမကြရအောင်ကာဝယ်ဆောင်ရှောက်တော့သူ့အလုပ်ပြီးစီးသွားပြီဆိုတော့အိယာကိုခုန်တက်လာတယ်သူနဲ့ကျမနိုင်ဝက်လောက်အတူဆက်အိတ်ကြတယ်အဲ့ဒီနောက်မှာကျမအိယာကထပြီးတော့မနက်အာယုံတက်ချိန်ရှူခင်းကိုကြည်ရင်ကော်ဖီတစ်ခွက်ကိုအရသာခံပြီးတော့တောက်တယ်ကျမကြီးတက်တာဆိုရင်ဒီလောက်လှပတဲ့အာယုံဦးမျိုးကိုကျမခံစားဘူးလိမ့်မည်မဟုတ်အမေဆုံးမဩဝါဒနဲ့လေ့ကျင့်သင်ကြားပေးမှုကြောင့်များတာကြောက်စိတ်ကင်းစင်တဲ့အခုလိုထီမျိုးနှစ်ချိုက်ဖွယ်အတွေ့အကြုံမျိုးကျမရရှိခဲ့ခြင်းဖြစ်တယ်